ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လဝါပြင်ပေါ်ကအသက်လမ်းကြောင်းအကြောင်းကိုပြောပြပေးသွားမှာပါကျွန်တော်ကတော့ပေါမောခထထရှင်မင်းရဲ့သားတပည့်ဆရာရာဦးဖြစ်ပါတယ်လက္ခဏာနဲ့ KB နက်ခတ်ပြီးစနစ်တို့နဲ့ဇာတာစစ်ဆေးခြင်းများဆောင်ရွက်ပေးပါတယ်ကျွန်တော်အသက်လမ်းကြောင်းဟာလက်မချီရင်ကတောက်ကြကျုပ်ကိုဘယ်လောက်အထိခြေခြေပြန့်ပြန့်ဝေးရန်ထားသလဲဆိုတာကသိရင်ကျမ်းမာရေးနဲ့ဆွဲဆောင်မှုဆွမ်းကိုအဆုံးဖြတ်ပေးပါတယ်။အဲဒါဘာလို့ဆိုလို့လဲဆိုရင်ကျွန်တော်ဒါအသက်လမ်းကြောင်းဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တောက်ကြချိုးခုံပေါ့။အသက်လမ်းကြောင်းကဒီလိုဝဝကြီးနဲ့မတရားနဲ့ဝိုင်းနေဆိုလို့ရှိရင်လူချင်းမင်းတို့ရဲ့ကျမ်းမာရေးနဲ့ဆွဲဆောင်မှုဆွမ်းကိုသူကအထောက်အကူပြုပါတယ်။အကယ်၍လူချင်းမင်းတို့ရဲ့အသက်လမ်းကြောင်းဟာတောက်ကြချိုးခုံကိုနေရာကြဲကြဲပြန့်ပြန့်ယူထားမယ်ဆိုရင်ဒါကတော့တောက်ကြကြုံလို့ခေါ်ပါတယ်ဒီလိုနေရာခြေယူထားမယ်ဆိုရင်ဒီလိုလက္ခဏာရှင်မျိုးဟာကိုယ်ကာယတောက်တင်းကြန့်ခိုင်တဲ့သူဖြစ်တတ်ပါတယ်ပြီးတော့ခန္ဓာကိုယ်မှာခွန်အားတက်တွေအမြဲတမ်းပြည့်စုံနေပြီးတော့ပြပြလက်လက်နေတတ်တဲ့လူမျိုးလည်းဖြစ်တယ်ယောဂဗျာနဲ့ပတ်သက်ပြီးတော့ထူပြောတာမျိုးမရှိဘဲနဲ့ကျမ်းမာတန်ဆွမ်းတဲ့တဘာဝခံရှိပါတယ်လုပ်တဲ့အခါမှာလည်းအမောခန္ဓာရှိပြီးတော့အမြဲတမ်းပဲတက်ကြွလန်းဆန်းနေသူတွေဖြစ်ပါတယ်စိတ်နေစိတ်ထားပိုင်းမှာကြောက်လေဒီလိုလူမျိုးတွေကအရန်ကိုနှွေးထွေးတတ်ကြပါတယ်ပြီးတော့သူတစ်ပါးပေါ်စာနာတတ်တယ်ပြီးတော့ရရောတတ်တယ်လိုက်လဲဖြူငါသွားပြီးတော့ဆက်ဆံတတ်တယ်အထူးခြားဆုံးကတော့ဒီလိုလူမျိုးတွေကစဉ္ညင်ဘက်လိမ့်နေဖို့ဆွဲဆောင်နိုင်တဲ့တဘောမျိုးပေါ့တို့မှာစဉ္ညင်ဘက်လင်ကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တဲ့လိုမျိုးတစ်မျိုးပိုင်ဆိုင်တတ်တယ်တနည်းအားဖြင့်အဲ့အကိုတနည်းအားဖြင့်ကျွန်တော်ပြောမယ်ဆိုရင်အခြေရေးမှာအလွန်တက်ကြွတဲ့သူတွေလို့ကျွန်တော်ဆိုနိုင်ပါတယ်ဒီလူတွေကကျတော့အိမ်အောင်ရေးကံကိုကြည့်မယ်ဆိုရင်တော့အများသောဖြင့်ဒီလူတွေကအိမ်အောင်ကြစောတတ်တယ်ပြီးတော့တာသမီယရနာရေးကြလဲများများရာတတ်တာပေါ့သူတို့ကသူစီမှာတာသမီယူဖို့ဆန္ဒများတယ်ဆိုလို့ရှိရင်ဒီလိုလူမျိုးတွေကတာသမီရနာပေါ်များတဲ့ထဲမှာပါပါတယ်ဒါကြောင့်လူကြီးမင်းတို့ရဲ့လက်ဝါးမှာအတလန်းကြောင်းကတောက်ကြချိုးကိုချစ်ချင်းပြက်ပြန့်ဝင်းရံထားပြီဆိုရင်လူကြီးမင်းတို့ကချစ်ခင်သူပေါ်များမယ်ချမ်းမာမယ်ပြီးတော့မျိုးထွေးတဲ့မိသားစုဘဝကိုတည်ဆောက်နိုင်မဲ့သူဖြစ်မယ်ဆိုတာကိုပြောလိုပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက္ခဏာဘူးစုရတွေကိုအလင်းတင်သလိုကျွန်တော်ဆက်လက်တင်ဆက်ပေးသွားပါမယ်အားလုံးကောင်းသောကံကြမ္မာကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ဆရာရာဦးဖြစ်ပါတယ်